တလား2026ရက်နေ့ကဂျိုးပြပြဘယ်နှခေါက်တော့မသိပါဘူးရှင်အဲ့တဲတဲ့တိုက်ကိုစောင့်ပေးနေတာသူတို့နှစ်ယောက်တည်းရေးကြီးတဲ့အချိန်လားမသိမဝေးချင်အပကတခေါက်ပေးတာဒီကြားထဲမှာပပတော့လောက်တည်းကြောက်သွားလို့မကျေကြီးကိုနဲ့ထားအောင်လေအဲ့အချိန်မှာပပရောက်လာတယ်ဒီကန်းရောက်လဲပါပြီဘာနဲ့ငါနဲ့လုံနေရပဲဆိုကိုနဲ့ပြန်သေးတာအခုကြတော့ပပစိတ်ဆိုးဆိုးနဲ့စိတ်တူနဲ့တခါလေတူတာကိုကြည့်အောင်ကျမတို့ရိုက်တာဆဲကောက်မကောက်ရှင်အယူရှင်းပါဆိုတော့ပြန်လာလေအဲ့လိုဒီကန်းရောက်ပြီကျမတို့ကလည်းဒီကန်းရောက်ပြီးတည့်ပြီးလို့